လေးတပုံထည့်လိုက်တာနဲ့အရန်လိုက်တဲ့ဗီဒီယိုဖန်တီးတဲ့နီးလေးကိုယွန်းလေးကခုတစ်ခါလာရောက်မြောက်ပေးမှာဖြစ်တယ်ရှင်သွားမကြည့်သေးခင်မှာဝင်ဝင်ရတဲ့ကဒီဆောက်ချင်းနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့ချက်လက်တွေမဆုံးရှုံးရအောင်ယွန်းလေးကို follow လေးလုပ်ပေးထားမယ်ရှင်ဘယ်လိုမျိုးသွားပြီးတော့လောက်ကမလဲဆိုတာအသေးစိတ်ယွန်းလေးနဲ့တူသွားကြည့်ကြမယ်ရှင်ကိုယ့်ရဲ့ကောက်ထဲရောက်လာပြီဆိုရင်လေကပေါင်းလေးကိုနှိမ့်လိုက်မယ်ပြင် FL လေးတစ်ခုကိုနှိမ့်လိုက်မယ်ပြီးရင် viewer FL ကိုနှိမ့်လိုက်မယ်ဒီမှာရောက်လာပြီဆိုရင်မှန်ပလူးလေးကိုနှိမ့်လိုက်မယ်အခုလိုမျိုးလေးရိုက်လိုက်တာနဲ့ပေါ့နော်ဒီမှာပေါ်လာပြီနော်အပေါ်ဆုံးကနေရာလေးကိုနှိမ့်လိုက်မယ်ကိုထဲမဲ့ပုံလေးကိုယူလိုက်မယ်ဒီနေရာလေးမှာစောင့်လိုက်မယ်နော်လိုင်းကောင်းရင်တော့ခါတိုင်းလိုပဲ9မိနစ်ပဲစောင့်ရမယ်လိုင်းမကောင်းရင်တော့နည်းနည်းကြာလေးစောင့်ရပါတယ်ဒီ60လေးနားရောက်လို့ရှိရင်တချို့ပြောတယ်ရက်နေတယ်တဲ့ VPN နဲ့သုံးရတယ်ဆိုရင် VPN ကိုပြန်ဖြုတ်ပြီးတော့ပြန်ချိတ်လိုက်နော်ရမ်းကုန်မိုက်တယ်နော်အချင်းပြောင်းကျင်နေဆိုရင်တော့ဘောကနေရာလေးမှာတော့ပြောင်းလိုက်မယ်စတိုရီမှာတင်မယ်ဆိုရင် use story ကိုနှိပ်လိုက်ရင်ရပြီရှင်ဒီကိုတစ်ခါတင်မယ်ဆိုရင် next ကိုနှိပ်ပြီးတော့တင်လို့ရသည်ဒီဗီဒီယိုလေးကိုစိတ်သိမ်းထားခြင်းနဲ့ဆိုရင်ဒီမှာအောက်ဆုံးကများလေးနဲ့စိတ်ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့သိမ်းလို့ရပါတယ်ရှင်လူလေးနဲ့အနီးကပ်တည်ယူခြင်းနဲ့ဝင်ဝင်ရတဲ့ဒီအကောက်ဒီဆောက်ဒီတင်ပေးဆိုရင်လေရိုးလေးဝင်ဝင်ရတဲ့ဒီအကောက်ဒီဆောက်ဒီတင်ပေးပါတယ်ရှင်တကယ်ပဲတည်ယူတက်မြောက်ခြင်းနဲ့ TikTok ကနေပြီးတော့ဝင်ဝင်ရခြင်းတဲ့သူလေးတွေပေါ့နော်ရိုးလေးရဲ့ချက်ပေါက်မှာအသေးစိတ်လာရောက်မင်းမြန်စုံစမ်းလို့ရပါတယ်ရှင်